ကားလေးတစ်လုံးမလိုက်တာနဲ့လေးဘက်လေးတန်းအနေဝိုင်းစော်မဲ့လူတွေကအရန်သိရှိပြီးသားပါကျမတို့က public မှာစကားပြောနေရတဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့သတိထားရပါတယ်ဖះเจ้าတရားเจ้าလေးတွေမတင်ခင်တင်ကောင်းမလားမတင်ကောင်းမလားဆိုတာကိုတော်တော်လေးလဲစဉ်းစားခဲ့ပါသေးတယ်စာပေတွေကိုလေးလာလိုက်စားမှုမရှိဘဲနဲ့ဘသူမှကိုယ်တိုင်သိနေတယ်တက်နေတယ်ဆိုတာမရှိပါဘူးရှင်ကျမကိုကျမအရန်သိနေတယ်တက်နေတယ်လို့ပြောတာမဟုတ်ပါဘူးစကားထားနှောက်ကောက်နေမှာဆိုလို့ပါရှင်မနေ့ကတော့ကျမတင်ထားတဲ့ပုံမှာတော်တော်သိနေလားတက်နေလားဆိုပြီးတော့လာပြောထားတဲ့လူ10ယောက်လောက်ရှိပါတယ်ကျမတခါတည်းဘလော့လိုက်ပါတယ်ဒါကိုကြည့်ချင်းအပြင်ကျမတော်တော်လေးလဲတန်ဝင်ကရသွားပါတယ်ကျမတို့မြတ်စွာဘုရားကိုယ်တိုင်ဟောကြားခဲ့တဲ့နောင်ဖြစ်လက်တဲ့နေရာအကုန်လုံးနှိပါဖြစ်လာနေပြီမို့လို့ကျမဖြစ်ရင်ရှားရတဲ့အထိပါပဲရှင်တန်ဝေကလည်းယူရပါတယ်ကျမပြောလိုက်တဲ့အကြောင်းအရာကိုလူရောက်တစ်ထောင်သဘောကျဖို့မလိုပါဘူးလူတစ်ယောက်လောက်ရဲ့နှလုံးသားထဲကိုရောက်သွားတယ်ဆိုရင်ပဲကျမကကျေနပ်ပါတယ်ပြီးတော့ပို့တိုင်းမှာလည်းဘယ်ဆရာတော်ကဘလို့ပြောထားပါတယ်ဘလို့ဟောထားပါတယ်ဆိုပြီးတော့ကျမပြောခဲ့ပါတယ်လေးလာလိုက်စားစရာမလိုပဲနဲ့ကျမကိုယ်တိုင်သိလို့ပြောထားတာပါဆိုပြီးတော့လည်းတခွန်းမှမပါပါဘူးရှင်နောက်နာတော့ကလည်းတန်မုတ်တွေကတာကိုဘလို့ရုံရင်ဘလို့အကျိုးထူးပါတယ်ဆိုတာကိုမျှဝေပေးတော့ကလည်းကျမကို report ထူသွားပါတယ်ရှင်လိုင်းပေါ်မှာလည်းငငယ်ရွယ်လေးနဲ့ဘာသာရေးကြောင်းမျှဝေနေတဲ့သူလေးတွေရှိပါတယ်သူတို့တွေဆိုလည်းတစ်ခါပြောခံရတာလေးတွေကို reply လုပ်တဲ့ဗီဒီယိုလေးတွေတက်လာပါတယ်ကျမလည်းဒီလိုဖြစ်လာမလားလို့တော့တွေးခဲ့ပါသေးတယ်ရှင်တွေးတဲ့အတိုင်းပဲဖြစ်လာပါတယ်လူတိုင်းကတော့ကိုကျွမ်းကျင်ရလေးတွေကိုမျှဝေနေကြတာပါကျမကလည်းမျှဝေနေအောင်ပါမကြရင်ဘလော့လိုက်ပါရှင်